Hello အားလုံးပဲမင်္ဂလာပါရှင်ဒီပေါက်လေးကတော့ဒါ10နှစ်ပြည့်သွားတဲ့ချစ်သူကောင်မလေးတွေ့ဆိုပြီးတော့လာမပေးထားတာပါကိုရီကတော့အားကြလုံးအားစင်းနေမဟုတ်ပါဘူးစလိုက်မှချစ်ရတော့မယ့်အနေထားကိုရောက်နေပါပြီကိုရီငယ်ငယ်ကဆိုလို့ရှိရင်လေအဲ့လိုမျိုးကိုယ့်ထက်အကြီးတွေကချစ်ခံရတာမြင်တော့လေအားကြရတယ်အခုဟောကိုရီကအသက်ကြီးလာပြီဆိုတော့လေဟောကိုရီကချစ်မခံရပဲနဲ့ကိုယ့်ထက်ငယ်လေးတွေကချစ်ခံရတာမြင်တော့လေတခါအားကြမိရပြန်ရောကိုရီကတော့ဟိုကြောင်ကတ်လိုက်ဒီကြောင်ကတ်လိုက်နဲ့ပဲဂျာဆိုင်ဖြစ်နေတာပေါ့နော်ကောင်မလေးတွေရဲ့တဘာဝကကြတော့လေတသိန်းနိုင်မှမဟုတ်ပါဘူး1000နိုင်လေးပြီးရဆိုရင်တော့မှသူတို့ကကြီးနေနေတဲ့အမျိုးပေါ့နော်ဒါကြောင့်မို့လို့ကိုကောင်မလေးကိုပေးချင်တဲ့စိတ်ကူးပဲရှိပြီးတော့အကောင့်ထဲမပေါ်နိုင်တော့အလကားပါပဲအခုလိုမျိုးပေါက်လေးတွေကိုလက်ဆောင်ပေးတာကြတော့ပြန်ငွေကြီးဥစ္စာနဲ့လည်းမဆိုင်ဘူးပေါ့နော်အသက်အရွယ်ပိုင်းခြားနဲ့လည်းမဆိုင်ပါဘူးအဓိကကပေးချင်တဲ့စေတနာလေးရှိဖို့ပါပဲမစ်စီမှာကတော့အခုလိုမျိုးပေါက်လေးတွေကို3000နိုင်ကနေပြီးတော့စပြီးတော့လုပ်ပေးပါတယ်အများဆုံးကတော့ကိုယ်အဆင်ပြေတဲ့ငွေမောက်ထိလုပ်ပေးပါတယ်မှာယူချင်တယ်ဆိုလို့ရှိရင်တော့မမီးရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39933665မှာပဲလာပြီးတော့မှာလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အမျိုးသမီးလေးအားလုံးလည်းချစ်ခင်ရပြီးတော့မျိုးသားလေးလည်းချစ်တတ်ပါစေလို့ဆုတောင်းပေးပါရနော်